ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုကနေညီကိုအားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကစနေနေ့ဖြစ်တဲ့အတွက်ကြောင့်ပွဲစဉ်တွေကတော်တော်များများရှိတယ်ကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ညီကိုနေ့ကျွန်တော် YouTube channel ကို subscribe မလုပ်ရင် subscribe လုပ်ပေးပါ follow မလုပ်ရင်လည်း follow လေးလုပ်ထားပေးကြပါခင်ဗျဒီနေ့ကျွန်တော်Premier League မှာစုစုပေါင်း၄ပွဲရှိတာကဒါ Premier League က2ပွဲကိုရွေးပြီးမယ်ပြီးတော့ကျွန်တော် Spain La Liga က1ပွဲစုစုပေါင်း3ပွဲကျွန်တော်ရွေးချယ်ထားပါတယ်မနေ့ကကျွန်တော်စုစုပေါင်း2ပွဲရွေးချယ်ပေးခဲ့ပါတယ်ညီကိုရင်းနဲ့အဆင်ပြေကြမှာထင်ပါတယ်ဂလာဘက်9ဘော်နဲ့ဒါအီတလီစီးရဲ့ဂျီယိုနာ9ဘော်ဆိုပြီး2ပွဲရွေးခဲ့ပါတယ်ဒါအီတလီစီးရဲ့ဂျီယိုနာကတော့နှလုံးတည်ရင်တည်ကြခဲ့ပါတယ်ဂလာဘက်9ဘော်ကတော့အဆင်ပြေခဲ့ပါတယ်ဒါကြောင့်ညီကိုရင်းနဲ့အဆင်ပြေကြမယ်လို့ထင်ပါတယ်ဒီနေ့ကျွန်တော်စုစုပေါင်း3ပွဲရွေးချယ်ထားပါတယ်ဒီ3ပွဲကတော့ဒါ Brighton နဲ့ Fulham ပါမယ် Crystal Palace နဲ့ Ipswich Town ပါမယ်ပြီးတော့ Spain La Liga ထဲမှာ Everton နဲ့ Villarreal ပါမယ်ဒါကတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒါ Premier League ထဲကပွဲစဉ်ပေါ့နော် Brighton နဲ့ Fulham ပွဲကနေရင်တော့ပါမယ် Brighton နဲ့ Fulham မှာဆိုရင်ဒါအင်ကွန်း Brighton ကနေ level ကိုအပြည့်ရှုံးထိကြီးပေးထားတယ်ဂိုးမုံကြီးမှာနှလုံးအပြည့်ရှုံးပေးထားတယ်မြန်မာကြီးမှာ3လုံးကို85ဆိုပြီးတော့ပေးထားပါတယ်ကြည့်ရမယ်ဆိုရင်ဒီပေးထားတဲ့ကြီးရတာ level အပြည့်ရှုံးတဲ့နှလုံးအပြည့်ရှုံးကိုကျွန်တော်အနေနဲ့မကြိုက်ဘူးဗျဘာဖြစ်လို့မကြိုက်လဲဆိုရင်ဒီ Brighton နဲ့ Fulham ကဒီဂိုးပေါ်တက်တဲ့အသင်းတွေဖြစ်တာအတွက်ကြောင့်ပေါ့နော်ဒါ Brighton ကမှ Fulham ဂိုးမရဘူးဆိုပြီးဘူးကလေးမှန်းထားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အဲ့လိုမထင်ပါဘူးဒါအပြန်လန်းသွင်းကုန်ရှိလိမ့်မယ် Fulham ဘက်ကလည်းဂိုးသွင်းလိမ့်မယ်ပြီးတော့ဒါ Brighton ဘက်ကလည်းဂိုးသွင်းလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခံမှန်းနေဗျဒီနှစ်သင်းဒါ head to head မှာကြည့်မှဆိုရင်လည်း Brighton နဲ့ Fulham နောက်ဆုံးတွေ့ခဲ့တဲ့ကစားပွဲတွေမှာဒါနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာသူ့အနေနဲ့3ပွဲဂိုးပေါ်ထားတယ်2ပွဲအောက်ထားတယ်နောက်ဆုံးကစားထားတဲ့ပွဲစဉ်မှာဒါ 3-1 နဲ့တစ်ချိန်ဂိုးပေါ်တယ် 3-0 နဲ့တစ်ချိန်ဂိုးပေါ်တယ်နောက်ဆုံးကစားရတဲ့ပွဲစဉ်အရကြည့်မှဆိုရင် Fulham ကစုစုပေါင်း9ချိန်မှာ4ချိန်နေတယ်တစ်ချိန်ကတီးချထားကြည့်ရမယ်ဆိုရင်တော့Fulham ကတော်တော်လေး Brighton ကိုနိုင်ထားတယ်များတယ်ပေါ့လက်ရှိမှာဆိုရင်လည်းဒါ Brighton နဲ့ Fulham ဆိုတာကအစင်စရာအရမှာဆိုတော့ကွာခြားချက်မရှိဘူး Brighton ကလက်ရှိအဆင့်8မှာFulham ကတော့အဆင့်9မှာပါဒီနှစ်သင်းကကြည့်မယ်ဆိုရင်လည်းဒါ43မှတ်နဲ့42မှတ်ကွာခြားချက်တော့မရှိဘူးဒါ Brighton အနေနဲ့အင်ကွန်းကနေကြီးပေးလာလို့ပြောလို့ရပါတော့အင်ကွန်းအသာ88နဲ့ဒါ Brighton အနေနဲ့အင်ကွန်းကနေကြီးပေးလာတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ဘက်မှာရွေးချယ်ရမှာဆိုကျွန်တော်အနေနဲ့ဒါ body ကြီးကိုတော့ရှောင်းနေဗျဂူပုံညွှန်ယူပြီးမယ်ဂူပုံကြီးမှာသူပေးထားတဲ့ကြီးရ level အပြည့်ရှုံးနဲ့နှလုံးအပြည့်ရှုံးဆိုတာပြောရမှာဆိုရင်ဒါဂူအောက်မဲ့ကြီးကိုတွားတယ်ပေါ့နော်ဒါဂူပုံကြီးပျော့ပေါ့ဂိုးအောက်မဲ့ကြီးကိုတွားတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဂိုးအောက်ကိုရွေးချယ်မှာတော့မဟုတ်ပါဘူးဂိုးအောက်ကြီးတွားပြီးမှကျွန်တော်အနေနဲ့ဂိုးပေါ်ကိုရွေးချယ်ပါတယ် Brighton ဂိုးပေါ်ပါအကြိတ်တွင်လိုက်ဆော်ပါအကြိတ်မတွင်တော့ကျွန်တော်တို့ပကံဆော်ပါနောက်ထပ်တစ်ပွဲတော့ပါမယ်နောက်ထပ်တစ်ပွဲကတော့ဒါအင်္ဂလိပ် Premier League ထဲရပါပဲ Crystal Palace နဲ့ Ipswich Town ဖြစ်ပါတယ်ဒီနှစ်သင်းကလည်းတော်တော်များများနောက်ဆုံးတွေ့ဆုံခဲ့တာတွေမဂိုးပေါ်ထားတာများပါတော့နောက်ဆုံးကစားထားတဲ့ဒါ9ပွဲမှာဒီ3ပွဲကဂိုးပေါ်ထားတယ်2ပွဲပဲကိုရောက်တယ်ဒါ Ipswich Town အင်ကွန်းမှာတစ်ချိန်0နဲ့အောက်တယ်ပြီးတော့ဒါ Ipswich Town အင်ကွန်းမှာပဲနောက်တစ်ချိန်0နဲ့အောက်တယ်Crystal Palace အင်ကွန်းကိုရောက်တဲ့အချိန်မှာကြည့်မှဆိုရင်2-1နဲ့တစ်ချိန်ပေါ်တယ်4-2နဲ့တစ်ချိန်ပေါ်တယ်ဒါပြောရမယ်ဆို Ipswich Town အင်ကွန်းမှာဂိုးအကောင်အောက်နိုင်ပေမဲ့Crystal Palace အင်ကွန်းမှာတော့ဂိုးမအောက်နိုင်ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ် Crystal Palace ကဒါ Ipswich Town ကိုပေးထားတဲ့ကြေးရဆိုတလုံးတည်ကပုံမှန်အတိုင်းကြည့်မယ်ဆိုတော့ပြင်းနေလို့မြင်ရပြီမဲ့ဒါကတော့ဒီပုံစံတိုင်းပဲပြရမှာပဲကိုမောင်ကြီးမှာတော့နှလုံးအကျုံးဒီပုံစံတိုင်းကြည့်ရမှာဆိုတော့ဒါ Crystal Palace တစ်ဖက်ထက်ကပဲဂိုးသွင်းမယ်ဆိုပြီးတော့ဘူဂရီအနေနဲ့ခံမှန်းထားတာလို့ကျွန်တော်အနေနဲ့မြင်တယ် Crystal Palace တစ်ဖက်ထက်ကဂိုးသွင်းမယ်ဆိုရင်တောင်မှအနည်းဆုံး3ဂိုးလောက်ထိတော့ရောက်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်Crystal Palace နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်လည်းဒါသူ့အနေနဲ့ Aston Villa ကိုအင်ကွန်းကနေဖူးဝန်းနိုင်တယ်Fulham ကို0-2နိုင်တယ်ပြီးတော့ Everton ကို1-2ရှုံးတယ် Man U ကို0-2နိုင်တယ်ဒီပုံစံရကြည့်ရမှာဆို Crystal Palace ရှေ့စွန်းတော်တော်ကောင်းနေတဲ့အနေအထားမှာရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်နှစ်ကြောင်းရွေးပေးမယ်Body ကြီးရဲ့ဂိုးပုံကြီးရဲ့ဆိုပြီးကျွန်တော်ဒါနှစ်ကြောင်းရွေးပေးပါမယ်ဒီနေ့ Crystal Palace နဲ့ဒါ Ipswich Town ပွဲစဉ်မှာဆိုတော့ကျွန်တော်အနေနဲ့ Body ကြီးမှာဆိုရင်တော့အိမ်ကွင်း Crystal Palace ကိုပဲကြိုက်တယ်ဂိုးပုံကြီးမှာဆိုရင်တော့ဂိုးပေါ်ပါဂိုးပုံကြီးမှာဂိုးပေါ်ပါ2-3ဒီပုံစံလောက်တော့တွားလိမ့်မယ်အနည်းဆုံးဒါ Ipswich Town ဘက်ကဂိုးပြန်ရလာခဲ့မယ်ဆိုရင်လည်း2-1လောက်ထိတွားမယ်အနေထားမှာရှိတယ်ဒါကြောင့်ဒါ Body ကြီးကိုတည်ပေးပြီးတော့ဂိုးပေါ်ကြီးကိုကြိုင်ပေါ်နိုင်တဲ့အနေထားမှာရှိရပေါ့နော်ဒါကြောင့်ကျွန်တော်အနေနဲ့ Crystal Palace Body နဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ဒီနေ့ကျွန်တော်စုစုပေါင်း3ပွဲပြောပြပါမယ်ဒီ3ပွဲမှာကျွန်တော်2ပွဲပြောပြီးတော့ပါပြီနောက်ထပ်1ပွဲပြောပါမယ်နောက်ထပ်1ပွဲကတော့ Spain La Liga တွေကပွဲပါညီကိုအနေနဲ့ကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပေးကြပါဒီ3ပွဲထဲမှာအကြိုက်ဆုံး1ပွဲကိုတော့ကျွန်တော် Telegram မှာပဲတင်ပေးပါတော့မယ် Telegram link ကိုတော့ကျွန်တော်ဒီ video ရဲ့ comment အောက်မှာရှားပေးထားပါမယ်မ join ရသေးရင် join ထားပါ Telegram မှာကျွန်တော်1ပွဲကောင်းနေစဉ်တင်ပါတယ်
4ရက်စက်တိုက်ရှိပါပြီကျွန်တော်တပွဲကောင်းနေနေ့တိုင်းမှန်ပါတယ် Telegram မှာကဲဒါဆိုရင်နောက်ထပ်တပွဲကောင်းမယ်နောက်ထပ်တပွဲကတော့ Spain La Liga က Everton နဲ့ Villarreal ရဲ့ပွဲစဉ်မှာ Everton နဲ့ Villarreal မှာဒီနှစ်သင်းကိုကြည့်မယ်ဆိုရင်လက်ရှိပေးလာတဲ့ကြီးရတော့ဒဲဆိုပြီးပေးထားတယ်level 50ရှုံးဘီလာကြီးက level 50ရှုံးပေးထားတယ်မြန်မာကြီးမှာတော့ပြား20ရှုံးလောက်ပေးထားတယ်မလေးကြီးမှာပြား50ရှုံးတီးပေးထားတယ်ပြောရမယ်ဆိုဒီပွဲကတရေကြောက်ဘက်ကိုလည်းများတယ်ကိုပုံကြီးမှာနှလုံးကို50ရှုံးပေးထားတယ်ပြောရမယ်ဆိုစပိန်လာလီဂါကကိုပုံကြီးနှလုံး50ရှုံးပေးတာကိုကြိုက်တော့မကြိုက်ဘူးဗျဒီနောက်ဆုံးကစားရတဲ့ပွဲစဉ်မှာဆိုရင်အဲ့ဘက်အင်ကွန်းမှာဆိုရင်အဲ့ဘက်ကနိုင်တာများတယ်ဘီလာကြီးရဲ့အင်ကွန်းမှာဆိုဘီလာကြီးရဲ့နိုင်တာများတယ်ဒါပေမဲ့ဒါကဟိုးခွဲကကစားခဲ့တဲ့ပွဲစဉ်တွေလက်ရှိမှာဆိုရင်ဘီလာကြီးရဲ့အနေနဲ့ဒါအစစ်9မှာရှိတယ်သူ့အထင်မှာဘီဘာကိုရှိတယ်ဘီလာကြီးရဲ့အနေနဲ့သူ့အနေနဲ့ချန်ပီယံလိဂ်ဝင်ခွင့်အောင်အကောင်းဆုံးကြိုးစားမှာပဲဒါကြောင့်ဒါသူ့အနေနဲ့အဆင့်4လောက်တော့ရအောင်ကြိုးစားမှာပဲအောက်ကသူ့အောက်ကရေးဘစ်တင်နေဆိုရင်လည်းအဆင့်ကကွာခြားမှု6မှတ်လောက်ထိရှိတယ်ဆိုတော့ပြီးတော့တပွဲရောကစားထားတာပေါ့နော်ဘီလာကြီးရဲ့ကဒါကြောင့်သူ့အနေနဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်ဒါချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိတယ်ဒီလိုအချိန်လေးမှာသူ့အနေနဲ့အမှတ်ယူထားဖို့အကောင်းဆုံးလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်တစ်ဖက်အဲဘက်ကကြည့်မှဆိုရင်အဲဘက်ကလက်ရှိအဆင့်19မှာဆိုတော့တိုင်းစင်းစုံတဲကအသင်းညက်ဒီလိုချန်ပီယံလိဂ်အတွက်ရုန်းကန်နေတဲ့အသင်းနဲ့ကြည့်ပဲဆိုရင်ဘလို့ပဲနေကျွန်တော်အနေနဲ့ချန်ပီယံလိဂ်အတွက်ရုန်းကန်နေတဲ့အသင်းကပဲပူတာမျိုးကျွန်တော်အနေနဲ့မြင်နေပြီးတော့ဒါအဲဘက်ကကြည့်မှဆိုရင်အဲဘက်အနေနဲ့ပေါ့နော်အလာဘက်ပေါ့ဒီအလာဘက်အနေနဲ့တိုင်းစင်းစုံရုံးကတော့ရှိတယ်ဗျဒါအိမ်ကူကနေတိုင်းစင်းစုံရုံးလာမယ်အနေထားမှာရှိတယ်တိုင်းစင်းစုံရုံးကဘလောက်ပဲရှိဗျာအတင်းဆိုတာတိုင်းစင်းစုံရောက်သွားပြီဆိုကြတဲ့သူ့အနေနဲ့ရှေ့ဆုံးနေစိုးွားခဲ့လို့သူ့အနေနဲ့တိုင်းစင်းစုံတွေကိုရောက်နေတာဖြစ်တယ်ဒါကြောင့်ဘလူးပဲပြောသူ့အနေနဲ့အင်ကွန်းမှာဘလူးပဲနိုင်ခဲ့ဒီနေ့ပွဲမှာတော့ဗီလာကြီးရဲ့ကိုအင်ကွန်းကနေပြန်ခံဆော့နိုင်လို့မထင်ဘူး Z1 Z2 ဒီပုံစံသားတွားလိုက်မယ် Z1 ပေါ့အများဆုံး Z1 ဒီပုံစံလောက်တော့တွားလိုက်မယ်လို့ကျွန်တော်အနေနဲ့ခံမှန်းမိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်ဗီလာကြီးရဲ့အဲဘောပွဲမှာကျွန်တော်အနေနဲ့ဒါဗီလာကြီးရဲ့ body ကြိုက်ပါတယ်အကြိုက်တွေညီကိုကျွန်တော်တို့ဗီလာကြီးရဲ့ body လေးကိုလိုက်စောပါဒါကတော့ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့3ပွဲပါအကြိုက်ဆုံးတစ်ပွဲကောင်းတော့ကျွန်တော် Telegram မှာတင်ပေးပါမယ်မနေ့ကလည်းညီကိုတွေအဆင်ပြေကြမယ်ထင်မယ်မနေ့က2ပွဲရွေးချယ်ခဲ့တယ်တစ်ပွဲကတော့တည်ကြသွားတယ်တစ်ပွဲကတော့အဆင်ပြေခဲ့တယ်ဒါကြောင့်ဒါဒီနေ့မှာဆိုရင်လည်းကျွန်တော်မနေ့ကဆိုရင်လည်းပေါ့နော်ကျွန်တော်တစ်ပွဲကောင်းကိုမိုရှင်ကလာပဲဂိုးပေါ်နေတဲ့ Telegram မှာတင်ပေးခဲ့တယ်အဆင်ပြေခဲ့တယ်ဒီနေ့လည်းကျွန်တော်ဒီ3ပွဲထဲမှာအကြိုက်ဆုံးတစ်ပွဲကောင်းကို Telegram မှာတင်ပေးမယ်မ join ရသေးတဲ့ညီကိုတွေ Telegram ကို join ထားပါ Telegram link ကိုတော့ကျွန်တော်ဒီ YouTube ဗီဒီယိုရဲ့အောက်မှာကျွန်တော်ရှားပေးပါမယ်ဒါဆိုရင်တော့ကျွန်တော်ဒီနေ့အတွက်စုစုပေါင်း3ပွဲရွေးချယ်ပေးပါပြီဒီ3ပွဲကဘာလဲဆိုရင်ဒါအင်္ဂလိပ် Premier League က2ပွဲပါမယ် Spain La Liga က1ပွဲပါမယ်စုစုပေါင်း3ပွဲပါဒီ3ပွဲကိုကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်ဒီ3ပွဲကဒီ Brighton ဂိုးပေါင်းအပေါ် Crystal Palace Body Crystal Palace ဂိုးပေါ် Villa ရဲ့ Body စုစုပေါင်း3ပွဲပါ3ပွဲမှာကျွန်တော်၄ချောင်းရွေးချယ်ပေးထားပါတယ်အကြိုက်တွေ့တဲ့ဒီကိုတွေလိုက်စောပါပြန်ပြောပါမယ်ဒါ Brighton ဂိုးပေါင်းအပေါ် Crystal Palace ဂိုးပေါင်းအပေါ်ဒါပြီးတော့ Crystal Palace Body ပြီးတော့ Villa ရဲ့ Body ပါဒါရွေးချယ်ထားတဲ့၄ချောင်းပေါ့နော်အကြိုက်တွေ့တဲ့ဒီကိုတွေလိုက်စောပါဒီ၄ချောင်းထဲမှာအကြိုက်ဆုံးတစ်ချောင်းတော့ကျွန်တော် Telegram မှာတင်ပေးပါမယ် YouTube ကိုဒီညီကိုရင်းနဲ့ပေါ့နော်ဒါ YouTube ကို subscribe မလုပ်ရင် subscribe လုပ်ထားပါတော်တော် follow မလုပ်ရသေးရင်လည်း follow လေးတွေလုပ်ထားပေးကြပါကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ